nickel allergy ရှိနေတာဖြစ်နိုင်ပါတယ်ဒီသက်တာတဲ့တတုရအောင်လက်ဝတ်လက်စားတွေနာရီတွေဝတ်တဲ့အခါမှာရားပြီးတော့ဒီလိုမျိုးရေကြည်ဘူးထားနေပြီဆိုရင်တော့မိမိမှာ nickel allergy ရှိနေတာဖြစ်နိုင်ပါတယ်ဒါတော့အလှပဆိုင်ရာဆရာဝန်ဒေါက်တာ IV ပါချို့ယောက်ျားလေးတွေမှာတော့ဒီလိုမျိုး fancy လက်ဝတ်လက်စားမဝတ်ပင်မဲ့ကပတ်ချိတ်တို့လိုနာရီကတတုခွင်းတို့လိုနေရာမျိုးတွေနာရီတန်ခွက်အောက်ခြေရဒီအသားနဲ့ထိတွေ့တဲ့တတုပြားလိုနေရာမျိုးတွေနဲ့ထိတွေ့တဲ့အရေးပြားမှာရားပြီးနေတာတို့အရေးကြီးပူးထားတာတို့ဖြစ်နေရင်မိယာဒီတတုပစ္စည်းနဲ့ allergy ရှိနေလားတော့စမ်းစစ်တင်ပါတယ်ဒီလိုမျိုး nickel ပါတဲ့တတု fancy လက်ဝတ်လက်စားမျိုးဝတ်ပြီးတဲ့အချိန်6နာရီအကြာဒါမှမဟုတ်ရင်24နာရီနဲ့48နာရီအကြာမှာဒီလိုမျိုးရားပြီးတော့အရေးကြီးဘူးလို့ဖြစ်တာမျိုးတက်ပါတယ်ဒီလိုမျိုးဈေးသက်တာတဲ့ fancy တတုနဲ့လုပ်ထားတဲ့အသုံးဆောင်လေးတွေကိုတည်မှန်းသိရင်ဒီသုံးဆောင်အသုံးပြုဝယ်နေရပါမယ်ကဲ၍အရေးကြီးဘူးလို့ရားတာတို့ဖြစ်လာခဲ့လို့ရှိရင်အသားရိုအေးစေတဲ့ခက်လမင်းလိုရှင်းလိုမျိုးလိမ့်လို့ရတယ်ပြီးရင်ရားတာတက်တာတဲ့ဆေးတွေပေါက်လို့ရပါတယ်အဲ့ဒါမှမတက်တာဘူးဆိုရင်တော့နီးစက်ရဆေးကန်းဆရာဝန်စီတွားရောက်ပြသတင်ပါတယ်မိနဲ့ဘလို့ allergy မျိုးတွေရှိရလဲသိချင်ရင်တော့တချို့ဆေးကန်းဆေးရုံတွေမှာ patch test လုပ်လို့ရပါတယ်